Diamond Gym ဆိုတာတာမန်လေ့ကျင့်ခန်းလုပ်တဲ့နေရာတစ်ခုမဟုတ်ပါဘူးဒီနေရာမှာအချိန်နောက်ကျတာဟာရိုးရိုးတောင်းပန်ရုံနဲ့မရပဲကိုခန္ဓာနဲ့ယင်းပြီးပြန်ပေးဆက်ရတတ်ပါတယ် Henry နဲ့သူ့ရဲ့ cameraman Roll တို့ဟာမိနစ်20လောက်နောက်ကျပြီးရောက်လာတဲ့အခါသူတို့ကိုစောင့်ကြိုနေတာကတော့ပြင်းထန်တဲ့စီကံနေပါပဲ ဒီချင်းရဲ့နီးပြတွေဖြစ်တဲ့ Hardy နဲ့ Ank တို့ကတော့ short ပေးလီမရှိပါဘူးနောက်ကျတဲ့အတွက်ဒန်ကြီးအနေနဲ့ဘာပီအခါတရားလုတ်ခိုင်းခဲ့ပါတယ်ကင်မရာမန်ထရီတူတောင်မှမလွတ်တန်လိုက်လောက်ရတဲ့အထိစီကံကတင်းကျပ်လွန်လာပါတယ် ပန်းဟာဒီချင်းမှာ666ခုတဲ့ကလေးကစတင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီတော့ကသူဟာအလေးမခွင့်မရသေးပဲအရှိကောင်တာမှာအင်စာလုံရင်တိုက်ထူးခြင်းနဲ့တန်းခိုးလေချင်းခန်းတွေပဲလုပ်ခဲ့ရတာပါပေါင်300ကျော်အလေးမနိုင်မချင်းအလေးကနဲ့ပြီးမဝင်တဲ့အထိစီကံကြီးလနေရတခုထစ်ခဲ့ပါတယ် ဟာဒီနဲ့အန်တူဟာအစားပိုင်းမှာတယောက်နဲ့တယောက်သဘောမကျခဲ့ပါဘူးအန်ကဟာဒီကိုချောမောနဲ့ကောင်းလေးလိုခနဲ့တက်တယ်လို့ဟာဒီကလည်းသူဟာရုပ်ရည်တမကပဲကြန့်ခိုင်မှုရှိကြောင်းတတ်သိပြရှင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ခြေတော်လက်ချင်းခန်းတွေကိုပြင်းပြင်းထန်ထန်အတူတူလှုပ်ရင်းကောနီအခုလိုတွဲဖတ်တွေဖြစ်လာခဲ့ကြတာပါ ဒီ gym ကိုနာမည်ကြီး influencer တွေနဲ့အားကစားသမားတွေအများကြီးလာရောက်လေ့ရှိပါတယ် AG Brown လိုပုံကိုယ်တွေတောင်မှဒီနေရာရဲ့ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုရင်ဆိုင်ခဲ့ရပါတယ်ဘသူပဲလာ Diamond Gym ရဲ့1980ပြည့်နှစ်တွေကလေးကထိန်းသိမ်းလာတဲ့စံနှုန်းတွေကိုလိုက်နာရမှာပဲဖြစ်ပါတယ် သူတို့ရှိမှနောက်ထပ်ဖိတ်ခေါ်ခြင်းတဲ့သူတွေအများကြီးရှိပါသေးတယ် David Goggins နဲ့ Khabib လိုစိတ်ဓာတ်ကြန့်ခိုင်သူတွေကိုဒီ gym ထဲမှာမြင်တွေ့ချင်နေကြတာပါဒါဟာပြိုင်ဆိုင်မှုထက်တယောက်စီကနေတယောက်သင်ယူဖို့အတွက်ရည်ရွယ်ထားတာဖြစ်ပါတယ် လူအများစုကဒီဗီဒီယိုတွေကို algorithm နဲ့ရိုက်ကူတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့ Harry ကတော့ကင်မရာရှိမရှိဒီလေ့ကျင့်ခန်းတွေကိုနေတိုင်းလှုပ်ဆောင်နေတာပါဒါဟာအပေါ်ရန်ပြတာဖို့မဟုတ်ပဲတကယ့်ကိုခန်းစားချက်နဲ့ထွင်းထူးထားတဲ့ဘဝနေထိုင်မှုပုံစံဖြစ်ပါတယ် အသက်22နှစ်ဆိုတာယောက်ျားတစ်ယောက်အတွက်စွမ်းဆောင်ရည်အမြင့်မောင်းဆုံးအရွယ်ဖြစ်ပါတယ်။အဲ့ဒီအရွယ်မှာပျော်ညံ့နေလို့မရပဲစိတ်ရောကိုယ်ပါအကောင်းဆုံးအနေအထားမှာရှိနေဖို့လိုအပ်ပါတယ်။နီးပြတွေကပြင်းပြင်းထန်ထန်အော်ဟစ်နေတာဟာမုန်းလို့မဟုတ်ပဲတရက်ယောက်ျားကောင်းတစ်ယောက်ဖြစ်လာစေခြင်းနဲ့စေတနာကြောင့်ပါပဲ အင်တာဗျူးပြီးလို့ပြန်ကာနီးမှာတော့မှလွယ်နဲ့ထွက်ခွင့်မရခဲ့ပါဘူးအထွက်ခွင့်ရဖို့အတွက်ဘာပီ90စီထပ်လို့ရအောင်မှာဖြစ်ပါတယ်ဒီကြီးမှာဝင်တာရောထွက်တာပါလွယ်ကူတဲ့အရာမဟုတ်ကြောင်းသိလိုက်ရတဲ့အခါကိုဘယ်လောက်ထိတိုးတက်အောင်လုပ်ဖို့လိုလဲဆိုတာပိုပြီးထင်ရှားသွားပါတော့တယ်